ဒီနေ့ကျွညာစရာလေးရှိပါတယ်ဘာကျွညာမှာလဲဆိုစင်ဒီရဲ့အကောက်ကိုကျွညာပဲပေါ့နော်အရင်တော့ကတော့တန်းသစာဦးမဟုတ်ပါဘူးမှားတော့လို့အရင်တော့ကတော့နန်စီပေါ့နော်အမလေးမှားပါတယ်ဒီဆုံး YouTube ထဲဝင်ပေးပါရှင့်အိမ်မှာပေါ့နော်ဒီမှန်ဘလူးတဲ့သွားမလေးလီနာရဲ့ fan လေးတွေဆိုရင်တော့မှန်ဘလူးတဲ့ဝင်ရမလို့မ L E R A N လီနာလို့ရရှာလိုက်ပေါ့နော်မလီနာအကောင့်ကြီးဒဲကြလာမယ်ပေါ့နော်လေးမပေါ့နော်လီနာအကောင့်ကြတော့မယ်ပေါ့နော်405 subscribe ဆိုရယ်မပေါ့နော်မအကူဆွဲဒီမှာရှိတယ်မှာကြည့်ဒီမှာဖေဖေနဲ့မီမီရွာကိုသွားလေချင်းပိုင်းတစ်အဲ့ထဲဝင်ပေးမယ်ပေါ့နော်အဲ့ထဲဝင်လိုက်ပါမယ်လီနာဟာတော့ comment ပိတ်ထားရပေါ့နော်ဒီ comment နဲ့ဝင်မယ်ပေါ့နော်ပြီးရတဲ့ချက်ပါချာတယ်ပြီးရင်တော့အမပေါ့နော်အိမ်မှာပေါ့နော်ပြီးရင်တော့ comment နဲ့ဝင်ပါမယ်လီနာကျတော့ comment ပိတ်နေလို့အဲ့ပေါ့နော် comment ဝင်ရင်ပြန်ဖြေလို့မရပါဘူးအခု2026မှာလုံးဝ comment ကလီနာရဲ့ရှိမှာပိတ်သွားလို့ပေါ့နော်လုံးဝပြန်ဖြေပေးလို့မရပါဘူးဒီ comment လေးရဲ့ဝေပါမယ်ပေါ့နော်အဲ့ဒီထဲမှာဘာလဲ best friend my best friend ငါတန်းသစ္စာဦးဆိုတဲ့ဟာလေးရှိမယ်ပေါ့နော်အဲ့ထဲဝင်လိုက်အဲ့မှာ CD ပေါ့နော်အဲ့မှာ Cindy ဆိုတဲ့ဟာလေးတွေ့မယ်ပေါ့နော် CINDY Cindy ဆိုတဲ့ဟာလေးပေါ့နော်သူ့ကိုအားပေးလိုက်ကြပါအောင်နော်အဲ့တော့လင်နာရဲ့ friend ပေါ့နော် my friend best friend ပေါ့နော်လုံးဝအချက်ဆုံး best friend ပဲဖြစ်ပါတယ်သူ့ကိုအားပေးလိုက်ကြပါအောင် bye bye